အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တော့ရမ်းပြီဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဒီ content writing အကြောင်းလေးကိုကျွန်တော် sharing လုပ်ချင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော် sharing လုပ်တာကကြိုပြီးတော့မေတ္တာရက်ခံခြင်းနဲ့ပေါ့နော်sharing လုပ်တာဘာပဲဖြစ်ချင်မှလည်းဖြစ်မယ်ပြီးတော့ဒီ day ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင် own sentence နဲ့ကျွန်တော်ကဒီ sharing လုပ်တာဖြစ်ပါတယ်ဆိုတော့နေချင်းလောက်တော့အားလုံးမတိတာတဲ့ဆိုင်ရတော့အနေချင်းတော့တိသွားမယ်ထင်ပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ကျွန်တော် sharing လုပ်တာပါဆိုတော့အားလုံးစပြီးတော့ကြည့်လိုက်ရအောင်ပေါ့နော်ဒီ content writing ဆိုတာကဒီဘက်ကမှာအသုံးများဆုံး skill တစ်ခုပေါ့နော် content writing skill ပြီးတော့ဒီကျွန်တော်တို့ဒီ Facebook ဒီမှာလည်း post တင်မယ်ဆိုရင်ဒီ content writing skill ကလိုတယ်ကိုကစာကောင်းကောင်းရေးတတ်ဖို့လိုတာပေါ့နော်ကိုကစာရေးဆရာဖြစ်မှာမဟုတ်ဘူးကိုကတာမန်လူဆိုပေမဲ့လည်းစာကောင်းကောင်းရေးတတ်ဖို့လိုတယ်စာကောင်းကောင်းရေးတတ်ဖို့အတွက်ဒီ content writing ကိုလေ့လာခြင်းဖြစ်ပါတယ်ဆိုတော့ content writing ဆိုတာကဘာလဲပေါ့နော် content writing ဆိုတာဘာကြောင့်ရေးတာလဲဆိုတော့ဒီဟာကိုသိဖို့အတွက်ကတော့ကျွန်တော်တို့ဒီ content writing ရဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်ဆိုတော့ content writing ဆိုတာကဘာလဲဆိုတာ content writing ဆိုတာကကျွန်တော်တို့ဒီစာဖတ်တဲ့သူကိုဒါဗုဒ္ဓရရဖို့ပြီးတော့စာဖတ်တဲ့သူကဒီတင်ယူတဲ့ပုံစံကိုသိရဖို့ပေါ့နော်ပြီးတော့သူ့အတွက်ဒီဖြောဖြေမှုတစ်ခုရဖို့ပြီးတော့ရောင်းချဖို့စတာတွေကိုကျွန်တော်တို့ဒီ professional ကြရေးတာကိုဒါ content writing လို့ခေါ်ပါတယ်ပေါ့နော် content writing အကြောင်းပါဆိုတော့နံပါတ်1အချက်ကဒီ content writing လုပ်တဲ့အခါမှာဘာဒီလိုမလဲပေါ့နော် content writing လုပ်တဲ့အခါမှာဘာဒီလိုမလဲဆိုတာကိုဆက်ပြီးတော့မျှဝေသွားပါမယ် content writing လုပ်တဲ့အခါမှာဘာဒီလိုမလဲလို့ထင်တယ်ပေါ့နော် content writing လုပ်တဲ့အခါမှာဟုတ်တယ်နံပါတ်1ကတော့ဒါ research skill ပေါ့နော်ကိုအတွက်ကိုရေးမဲ့ content ကိုပထမဦးဆုံး content တစ်ပုံမရေးခင်မှာကိုက content writer တယောက်က research skill လိုတယ် okay research ကသူကဘယ်နေရာတွေကနေ research လုပ်လဲပေါ့နော်များသောအားဖြင့်သူကစာအုပ်ထဲကနေ research လုပ်မယ်ကိုဒီဘက်ကမှာဆိုရင် AI နေပေါ်တာဆိုတော့ AI နေတွေကနေ research လုပ်မယ်အရင်တော့ဆိုရင်ဒီ YouTube ဒီ Google များသောအားဖြင့် Google ကိုအသုံးခောက်ပြီးတော့ research လုပ်ကြတာများတယ် content writer အများစုကနံပါတ်2အချက်ကြီးကတော့ structure ချက်ကြ okay ကိုရေးသားတဲ့ဟာကို structure ချက်ကြရေးသားနိုင်တာ哦 structure ချက်ကြရေးသားနိုင်တာလဲဒါ content writer တယောက်ရဲ့ skill တစ်ခုပေါ့နော်ဆိုတော့structure ချက်ကြရေးသားတတ်ဖို့လဲလိုပါတယ်နံပါတ်3အချက်ကတော့သူက content writer တယောက်က headline ကောင်းကောင်းလေးတွေကိုပေးတတ်ရမယ်ပေါ့နော် okay ကိုရေးမဲ့ content က okay ဒီနေ့လူငယ်တွေအတွက်ရေးမယ်ဆိုတော့ဒီနေ့လူငယ်တွေအတွက်အကျိုးရှိတဲ့အရာ3ခုဆိုရင် okay headline ကောင်းကောင်းလေးပေါ့နော်ဒီစာဖတ်တဲ့သူစိတ်ဝင်စားလောက်မဲ့ခေါင်းစဉ်တိုက်တဲ့ကောင်းကောင်းလေးရေးပေးနိုင်ဖို့လိုတယ်ပေါ့နော်ရေးတတ်ဖို့လိုတယ်โอเคဒီလိုမှပဲကိုယ်စာကိုဖတ်မဲ့သူကskip လုပ်မသွားမှာကွာအဲ့တော့ headline ကောင်းကောင်းလေးရေးတတ်ဖို့ကလည်းဒါ content writer တယောက်ရဲ့ဒါ skill တစ်ခုပဲ okay နောက်တစ်ခုကတော့ဒါ keyword ပေါ့နော် keyword ကကြတော့ကျွန်တော်တို့ဒီကိုရေးမဲ့ platform မှာ platform နဲ့ဆိုင်တဲ့ keyword တွေကိုသိရမယ်ပေါ့နော်ကိုက YouTube မှာရေးမယ်ဆိုရင် YouTube နဲ့ဆိုင်တဲ့ keyword တွေသိရမယ် okay TikTok မှာရေးမယ်ဆိုရင် TikTok နဲ့ဆိုင်တဲ့ keyword တွေသိရမယ်အဲ့လိုမျိုး platform တွေမှာသူနဲ့သက်ဆိုင်တဲ့ keyword တွေသိပြီဆိုရင်ဒါကိုရေးသားတဲ့ content နဲ့ပတ်သက်ပြီးတော့ keyword တွေသိရမယ်ကိုရေးသားမဲ့ content ကကိုကပညာရေးအကြောင်းရေးတယ်ဆိုရင်ဒါပညာရေးkeyword တွေထည့်ရမယ်ပေါ့နော်ဆိုတော့ဒီ keyword တွေနဲ့ရေးတာကများသောအားဖြင့်တော့ဒီ Google မှာရေးတာများပါတယ် Google မှာဒါ blog ပုံစံ website တွေထဲမှာ blog ပုံစံရေးကြတာများပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ brand ပေါ့နော် okay content writer တယောက်ကကိုရေးမဲ့ဒီ brand တစ်ခုကိုချက်ကြလက်ကြရေးနိုင်တာလဲ skill တစ်ခုပဲပေါ့နော်ရေးနိုင်ဖို့လဲလိုတယ် okay နောက်ဆုံးအချက်ကြီးကတော့ engagement ပေါ့နော် engagement ကိုရေးလိုက်တဲ့ content က engagement ကောင်းရမယ် engagement ကောင်းအောင်ရေးနိုင်တာလဲဒါ content writer တယောက်ရဲ့ဒါ skill တစ်ခုဖြစ်ပါတယ် okay နောက်အချက်လေးတွေကိုဆက်ပြီးတော့မပြောခင်မှာကျွန်တော်ကဒီ content
writing ကိုဘယ်လိုမျိုးနေရာတွေမှာအသုံးပြုတာလဲဆိုတော့ဆက်ပြီးတော့ကျွန်တော်မျှဝေချင်ပါတယ်ဆိုတော့ content writing ကိုဘယ်လိုမျိုးနေရာတွေမှာအသုံးပြုလဲဆိုရင်တော့များသောအားဖြင့်ကတော့ဒီ social media platform တွေမှာအသုံးများကြတယ်အားလုံးသိကြတဲ့အတိုင်းပါပေါ့နော်ဒီ Facebook တော့ပါတယ် okay ဒုတိယတစ်ချက်ညီကတော့သူက content writing ကိုဘယ်လိုမျိုးရည်ရွယ်ချက်နဲ့သူက writing လုပ်တာလဲဆိုတော့နံပါတ်1အချက်ကတော့သူကကိုယ့်ရဲ့ content writing လုပ်တဲ့အခါမှာကိုယ့်ရဲ့ content ကဖတ်တဲ့သူတို့အကျိုးတစ်ခုရှိရမယ်အကျိုးရှိရမယ်เนาะနောက်တစ်ခုကတော့ကိုယ့်ရဲ့စာထဲမှာဒီ brand တစ်ခုပါမယ်ဆိုရင်ကို brand ကလူသိများအောင်ရေးသားနိုင်ရမယ်ပေါ့เนาะကိုက brand တစ်ခုအကြောင်းရေးတယ်ဆိုရင်အဲ့ brand အကြောင်းလူသိများအောင်ရေးသားနိုင်ရမယ်နောက်ဆုံးချက်အနေနဲ့ကတော့ engagement ကောင်းရမယ်ပေါ့နော်ကိုယ်စာကိုလူတော်တော်များများဖတ်နိုင်အောင်ရေးတတ်ရမယ်ဆိုတော့ပြီးတော့စာဖတ်တဲ့သူလည်းအဓိကတော့ engagement ကောင်းအောင်ပဲပေါ့နော် like and follow အဓိကတော့အဲ့ဟာတွေများရမယ်ပေါ့ဆိုတော့ဒီ content writing ရေးရခြင်းရဲ့ရည်ရွယ်ချက်လည်းသိပြီးသွားပြီဆိုတော့ platform တွေကဘယ်နေရာဒီမှာ content writing ကိုဘယ်လိုမျိုး platform တွေမှာရေးကြလဲဆိုတော့ဆက်ပြီးတော့ကြည့်ကြမယ်ဆိုတော့ content writing ကိုများသောအားဖြင့်ဒီ Facebook မှာရေးတယ် Facebook မှာဆိုရင်လည်းဒါ Facebook post တွေ okay YouTube မှာဆိုရင်လည်းဒါ YouTube script တွေ YouTube description တွေအဲ့လိုမျိုးနေရာတွေမှာရေးတယ်ဒါ blog ဆိုတာ blog ကကြတော့များသောအားဖြင့်ဒီ Google တို့ဒီ website တို့အဲ့လိုမျိုးနေရာတွေမှာရေးတယ် okay email newsletter ကကြတော့များသောအားဖြင့်ဒီအလုပ်တွေပါတွေရှောက်တဲ့အခါမှာဒီ email newsletter နဲ့ရေးကြတာများတယ်ဒီ product description ကကြတော့များသောအားဖြင့်ကိုယ့်ရဲ့ဒါထုတ်ကုန်တစ်ခုခုကိုရောင်းတဲ့အခါမှာဒီ product description ပုံစံ content writer တွေကရေးကြတယ်ပေါ့နော် okay ဆိုတော့စီးပွားရေးလုပ်ငန်းတွေမှာအသုံးပြုကြတယ်ပေါ့ case study ကကြတော့ကိုကကိစ္စတစ်ခုခုအကြောင်းကိုတည်တည်ချာချာဂါဂနာနာသိစစ်လောက်ပြီးတော့ study လုပ်တာမျိုးအဲ့လိုမျိုးနေရာတွေမှာဒီ case study ပုံစံကိုဒီ content writer တွေရေးကြတယ်နောက်ဆုံးကတော့အသုံးအများဆုံးပေါ့နော်ဒီ storytelling content ကကြတော့ဒီ social media တော်တော်များများမှာအသုံးများတဲ့ content writer တွေအသုံးများတဲ့ skill တစ်ခုပေါ့နော် storytelling content ကများသောအားဖြင့်ကိုယ့်ရဲ့ emotion နဲ့ဒီ creatively နဲ့ပေါင်းပြီးတော့ဒီ sharing လုပ်တာပေါ့နော် okay ကိုဒီနေ့မှာတော့ဘယ်လိုမျိုးလေးပုံစံမျိုးလေးရှိတယ်ဆိုတာကိုဒီ creatively နဲ့ပေါင်းပြီးတော့ကိုယ့်ရဲ့ဇလန်းစကွက်ပုံစံမျိုးလေးလုပ်သွားတာကွာဆိုတော့အဲ့ဒါလေးကလည်းနောက်ပိုင်းမှာမျှဝေမယ်เนาะဆိုတော့ဒီနေရာမှာcontent writer တွေကို content writing ကိုဘယ်နေရာတွေမှာအသုံးပြုလဲဆိုတာလည်းသိပြီးသွားပြီเนาะဒီနေရာမှာဘယ်လိုမျိုး content writer တွေမှာဘယ်လိုမျိုး skill တွေရှိတယ်ဆိုတာသိပြီးသွားပြီဆိုတော့ဒီနေရာမှာဒီ social media platform တွေမှာ content writer တွေဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကိုသိပြီးသွားတဲ့အပြင် okay ဒီ platform တွေမှာဘယ်လိုမျိုးအလုပ်လုပ်တယ်လဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်အောင် okay ဒီ blog ကကြတော့ကျွန်တော်တို့များသောအားဖြင့်တော့ဒီ Google မှာစောစောကျွန်တော်ပထမဆုံးပြောခဲ့သလိုပဲဒီ Google မှာတင်ကြတာများတယ်ပေါ့နော် Google မှာတင်ကြတာများတယ်ဆိုတော့အဲ့ blog ပုံစံလေးတွေတင်ကြတာများတယ် okay များသောအားဖြင့်အားလုံးသိကြမှာပါဒီ blog Google ကိုတွားပြီးတော့ခောက်ပြီးတော့စာရီပါတွေဖတ်မယ်ဆိုရင်blog ပုံစံမျိုးလေးရေးသားထားတာတွေ့တယ်အဲ့ blog ပုံစံမျိုးလေးရေးသားထားတဲ့အခါမှာလည်းသူကဒီ structure ချရေးသားထားတယ်ပေါ့နော်ရှေ့ကကျွန်တော်ပြောခဲ့သလိုပဲ structure content writer တယောက်က structure ချရေးသားတတ်ဖို့လိုမယ် okay နောက်တစ်ခုကတော့ဒီသူတို့က blog လေးတွေရဲ့အောက်မှာသူက keyword လေးတွေထည့်ထားတယ်ကိုကဒီကျမကြီးနဲ့ပတ်သက်တာရေးတယ်ဆိုကျမကြီးနဲ့ပတ်သက်တဲ့ keyword လေးတွေဒါ education နဲ့ပတ်သက်တာရေးတယ်ဆိုရင် education နဲ့ပတ်သက်တဲ့ keyword လေးတွေထည့်ထားတယ်အဲ့လိုမျိုးထည့်ထားတဲ့အခါမှာပေါ့နော်စာဖတ်တဲ့သူတယောက်ကဒီ Google ကနေခောက်ပြီးတော့ရှာတဲ့အခါမှာပို့ပြီးတော့လဲရှာတာလွယ်တယ်အဲ့ဒါကြောင့်များသောအားဖြင့်ဒီ blog ပုံစံမျိုးရေးသားတဲ့အရာတွေကိုသူကတင်ကြားရေးပုံစံမျိုးရေးသားတဲ့အရာဆိုပြီးတော့သူကခေါ်တယ်ပေါ့နော် okay နံပါတ်2ကိုဆက်သွားမယ်နံပါတ်2ကတော့ဒီ social media content တွေကများသောအားဖြင့်စောစောပြောသလိုပဲဒီ Facebook post တွေဒါ TikTok script တွေပေါ့နော် TikTok script တွေဒါနောက်တစ်ခုကတော့ဒီ YouTube ဘိုင်းဆိုင်ရာတွေပေါ့နော်အဲ့လိုမျိုးဟာတွေကိုဒီ content ပုံစံမျိုးcontent writer တယောက်ကရေးသားတာကိုဒါ social media content လို့ခေါ်တယ်။ okay နံပါတ်3ကိုဆက်သွားမယ်။စောစောပြောလို့ပဲ YouTube script ရေးတဲ့အခါမှာလဲသူက
script ရေးတဲ့အခါမှာ content writer တယောက်ကမေးတယ်ပေါ့နော်ဒီကင်မရာနဲ့ရိုက်ပြီးတော့ရေးမှာလားဒါမှမဟုတ်သူက voice over နဲ့နောက်ခံစကားပြောနဲ့တွားပြီးတော့ရေးမှာလားပေါ့နော်အဲ့လိုမျိုးရေးတဲ့အခါမှာလည်းအဆင့်လေးတွေရှိတယ် host ပထမတစ်ချက်က host ဒုတိယချက်က story ပိုင်းတတိယချက်ကတော့ဒီ virtual suggestion ပေါ့နော်ကိုကမြင်သာထင်သာရှိအောင်ချပြတာပေါ့နော် okay စတုတ္ထချက်ကတော့ဒီ call to action ပေါ့နော် okay တခုချင်းရှင်းပြမယ် host ဆိုတာကကြတော့ဒီဗီဒီယိုလေးတွေကြည့်တဲ့အခါမှာကိုယ့်ရဲ့ဗီဒီယိုလေးတွေပို့ပေါ့နော်ဟိုဒါကတော့ဒါ content creator တွေပေါ့နော် content creator တွေသုံးတဲ့နီး video creator တွေသုံးတဲ့နီး okay ဗီဒီယိုလေးကိုကြော်မသွားအောင်ပရိသတ်ကိုနည်းနည်းစာဖတ်တဲ့သူကြည့်ရှုတဲ့သူကိုဖန်ဆာထားလိုက်တယ် okay မိနစ်အနည်းငယ်လေးကဖန်ဆာထားလိုက်တယ်ဒါတော့ host လို့ခေါ်တယ် content writer လည်းထိုနည်း၎င်းပဲပေါ့နော်ကိုရေးလိုက်တဲ့ဒါ intro အစလေးကစာဖတ်တဲ့သူကိုဆွဲဆောင်နိုင်စွမ်းရှိရမယ်ဒါကို host လို့ခေါ်တယ်နောက်တစ်ခုကတော့ story ပေါ့နော်ကိုရေးသားခြင်းနဲ့အကြောင်းအရာကို story ချရေးတာကိုပေါ့နော် story ချရေးတာကိုဒါ story လို့ခေါ်တယ်เนาะကိုဒီထဲမှာကိုရေးကြကျမ်းမာရေးနဲ့ပတ်သက်တာရေးမယ်ဆိုရင်ဒီ story ထဲမှာကျမ်းမာရေးနဲ့ပတ်သက်တာတွေထည့်မှာပေါ့เนาะနံပါတ်3ချက်ကတော့ဒါvirtual suggestion ဆိုတာကကို okay ဗီဒီယိုလေးနဲ့ဖန်တီးမယ်ဆိုရင်ဗီဒီယိုလေးနဲ့မြင်သာတင်သာရှိအောင်ပြတာမျိုး okay စာလေးတွေနဲ့မြင်သာတင်သာရှိအောင်ပြတာမျိုးဒါတော့ဒါ content creator တွေအတွက် content writer တွေအတွက်ကကြတော့ဒါကစာလေးတွေနဲ့ဒီ bullet point လေးတွေနဲ့ပေါ့နော် okay စာဖတ်တဲ့သူမြင်သာတင်သာရှိအောင် okay ဒီချက်လေးတွေပါဒီချက်လေးတွေပါဒီချက်လေးတွေပါဆိုပြီးတော့သူကပြတာမျိုးကွာ okay နောက်ဆုံးအချက်အနေနဲ့ကတော့ဒီက call to action ပေါ့နော် okay ဒီလိုမျိုးစာလေးတွေဖတ်ချင်တယ်ဆိုရင်ဒီ account လေးကိုဒါ like and follow လေးလုပ်ပေးပါ okay ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဒီဟာလေးကို like and subscribe လေးလုပ်ပေးပါစသဖြင့်ပေါ့နော်ဒါနောက်ဆုံးချက်နေတာတော့ဒါ call to action ခေါ်တာပါများသောအားဖြင့်ဒီနီးလန်းတွေကိုတော့ဒီ content creator တွေ content writer တွေများသောအားဖြင့်အသုံးပြုကြပါတယ်ပေါ့နော်အဲ့သူရဲ့အဓိက intention ရည်ရွယ်ချက်ကတော့သူက retention ပေါ့နော် viewer တွေပို့ပြီးတော့များစေဖို့ရပြီးတော့ watch hour တွေပို့ပြီးတော့တွက်စေဖို့ရဒါ YouTube secret ကိုရေးပေးတဲ့ content writer တွေရဲ့အဓိက intention ရည်ရွယ်ချက်ကအဲ့ဒါမျိုးလေးဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်အနေနဲ့ကတော့ဒီ product discussion ပေါ့နော်ဒီ product discussion ကိုကြတော့များသောအားဖြင့်ဒီစီးပွားရေးလုပ်ငန်းတွေမှာအသုံးများတယ်စီးပွားရေးလုပ်ငန်းတွေမှာဘယ်လိုအသုံးများလဲဆိုတော့စီးပွားရေးလုပ်ငန်းရှင်တွေကသူတို့ရဲ့ product ကိုထုတ်ရောင်းချင်တဲ့အခါမှာ content writer ငှားတယ် content writer ကသူတို့ရဲ့ product ကိုအသေးစိတ်ကြပေါ့နော်စဉ်းစားပြီးတော့ရေးပေးရတယ် okay ထားပါတော့သူကဖနက်ရောင်းချတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကဒါသူ့ရဲ့ product ကိုရေးပေးဖို့ content writer တယောက်ကိုငှားလိုက်တယ်ကွာငှားလိုက်တဲ့အခါကျ content writer တယောက်ကပေးထားတဲ့အချက်လက်တွေနဲ့သူကအသုံးပြုပြီးတော့ရေးမယ် okay ဘယ်လိုမျိုးချက်လက်တွေအသုံးပြုပြီးရေးမလဲဆိုရင်သူက feature နဲ့ vanity fact ဆိုတာရှိတယ် feature ကကြတော့သူကဒီ funnel လေးကဘယ်လိုမျိုးဘယ်အတွက်ကြောင့်လိုတယ်เนาะဘယ်လိုမျိုးလေးကြောင့်အကျိုးရှိတယ်ပေါ့နော်ဘယ်လိုမျိုးလေးတွေအကျိုးရှိတယ်ဒီ funnel လေးကိုစီးမယ်ဆိုရင်ဘာတွေအကျိုးရှိတယ် okay အဲ့ဒီမှာဒုတိယအဆင့်သွားမယ် okay သူကဒါအကြောင်းနဲ့အကျိုးကိုပထမဆင့်ကကြတော့ဒါအကြောင်းနဲ့အကျိုးကိုရေးပြထားတာကွာ okay ရေးပြထားပထမဆင့်ပြီးသွားပြီဆိုဒုတိယဆင့်နေနေကတော့ဒီ why ပိုင်ပေါ့နော်ဒီ funnel လေးကိုဒါကြောင့်မို့ဒီ funnel လေးကိုဝယ်သင့်ပါတယ်ဘာကြောင့်ဒီ funnel လေးကိုဝယ်သင့်တယ်လဲပေါ့နော်ဒါစသဖြင့် तू ကဝယ်ခြင်းအောင်လို့မို့ content writer တယောက်က तू ရေးလိမ့်မယ် okay တတိယအချက်အနေနဲ့ကတော့ဒီ funnel လေးရဲ့ကောင်းကြောင်းတွေ तू ကအကုန်လုံးဒီ bullet point လေးနဲ့ तू ကချပြီးတော့ရေးပြလိုက်မယ်ကွာ okay 2 bullet point အဲ့လိုမျိုးချရေးပြပြီးရင်နောက်ဆုံးအချက်အနေနဲ့ကတော့ဒါ call to action ပေါ့နော် okay ဒီ funnel လေးကိုကြိုက်တယ်ဆိုရင်အခုပဲဝယ်လိုက်ပါ okay အဲ့ဒါကြောင့်ဒီ product description ဆိုတာကတော့ဒီသူ့ရဲ့ pattern ကတော့ဒါ selling လောက်တာဖြစ်ပါတယ် okay ဒါရောင်းချအောင်ရေးတာပေါ့နော် okay ဒီပစ္စည်းတစ်ခုခုကိုဝယ်ခြင်းလာအောင်ဒါရေးသားတာတော့ဒါ product description လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ဒါ email newsletter ပေါ့နော် email newsletter ကကြောင့်ဘယ်နေရာတွေမှာအသုံးပြုလဲဆိုရင်ပြီးအလုပ်လျှောက်တဲ့နေရာမျိုးတွေမှာအသုံးပြုတယ်အဲ့လိုမျိုးအလုပ်လျှောက်တဲ့အခါမှာ email ရေးတဲ့အခါမှာသူကရေးပုံရေးသားနည်းလည်းပြောပြထားတယ်
okay ဘယ်လိုရေးသားမလဲဆိုရင်ကိုရေးသားခြင်းနဲ့အကြောင်းအရာသူက short paragraph ပုံစံမျိုးလေးအကြောင်းအရာလေးကိုအချင်းချုပ်ရေးသားခိုင်းတယ် okay အဲ့လိုမျိုးအကြောင်းအရာရုပ်လေးကိုအချင်းချုပ်ရေးသားပြီးတော့သူက friendly tone ဆိုတာရှိတယ် friendly tone ကကြတော့ကိုရေးလိုက်တဲ့စာကို okay forward ရှူရလေးနဲ့ okay မြင်သာတင်သာရှိအောင်ရေးတာပေါ့နော်တကယ်ချင်းတယောက်ကိုရေးလိုမျိုး friendly tone လေးနဲ့ရေးတာရှိတယ် okay tone လေးနဲ့ပတ်သက်ပြီးတော့လည်းအမျိုးအစားတွေသူက10မျိုးလောက်ရှိတယ်အဲ့ဒါတွေကိုတော့ကျွန်တော်နောက်ပိုင်းမှာပြောပြသွားမယ်ဆိုတော့ဆက်ပြီးတော့ကြည့်အောင် okay call to action call to action ပေါ့နော် CTA ဆိုတာ call to action သူကဒီ email letter ထဲမှာလဲဟုတ်ပြီကျွန်တော်ရဲ့ CV file ကဒီဟာပါဆိုပြီးတော့လင်းလေးချပေးလိုက်တာမျိုးပေါ့နော်ကိုကဒါတခုကိုက email newsletter နဲ့ရောင်းမယ်ဆိုရင်လည်း service ပေးတယ်ဆိုရင်လည်း okay ဒီ link ကိုတွားကြည့်လိုက်မယ်ဆိုရင်ဒီ service ကိုတွေ့ရလိမ့်မယ်ထိုနည်း၎င်းဒီ product ကိုရောင်းနေဆိုရင်လည်းဒီဟာကို product ဟိုလောက်တယ်ဆိုရင်လည်းဒါ product လေးပေးလိမ့်မယ် okay ဒီနေရာမှာတော့သူကများသောအားဖြင့်ဒီ email newsletter တွေကသူက weekly update ရှိမယ်ဒီ promotion တွေရှိမယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့သူကcustomer တွေပေါ့နော်များသောအားဖြင့်ဒီ market တွေမှာ customer တွေမပြတ်ရှိနေဖို့အတွက်ဒီ email newsletter တွေပို့ပြီးတော့သူကအသုံးများကြတယ်ဆိုတော့မြင်သာတင်သာရှိမယ်ဆိုရင်ပြောရမယ်ဆိုရင်ဒီများသောအားဖြင့်ဒီ KP မှာဆိုရင်လည်း KP market လောက်တဲ့ဈေးကွက်ရှိတယ်ကွာအဲ့ဒီဈေးကွက်မှာဆိုရင်လည်းသူကအမြဲတမ်းစာလေးတွေအမြဲတမ်းပို့တယ်အဲ့ရောင်းခြင်းနဲ့စာလေးတွေပစ္စည်းနဲ့ပတ်သက်တာလေးပေါ်လာအသစ်ဆန်းလေးပေါ်လာပြီဆိုရင်ဒီပစ္စည်းကိုဘယ်လိုမျိုးလေးဝယ်တင်ကြောင်းစသဖြင့်ဒီ newsletter လေးတွေအမြဲတမ်းဖုန်းလေးမှာတက်လာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ email newsletter နဲ့ပတ်သက်တဲ့အကြောင်းပါနံပါတ်6ကတော့ဒီ case study ပေါ့နော် case study ကသောကျွန်တော်ပြောခဲ့သလိုပဲ okay တခုခုရဲ့အကြောင်းကိုသူက thesis လောက်ပြီးတော့အသေးစိတ်ပေါ့နော်တက်သေးနဲ့တကွာသူကပြောပြတာဒါတော့ဒါ case study လို့ခေါ်တယ်ဘယ်လိုမျိုးပြောပြလဲဆိုရင်သူကအဆင့်လေးတွေရှိတယ်နံပါတ်1ကတော့သူက problem ပေါ့ okay ဒီကိုပြောပြမဲ့အကြောင်းအရာရဲ့အခက်ခဲတွေနောက်တစ်ခုကတော့ solution အဖြေတွေ okay အဲ့ဒီအဖြေတွေကနေတစ်ဆင့်ဘယ်လိုမျိုး result လေးတွေထွက်လာတဲ့ပုံစံလေးတွေเนาะအဲ့တော့နောက်ဆုံးအချက်အနေနဲ့ကတော့ data evidence ဆိုတာဒီအချက်လက်တွေနဲ့ပြီးတော့ဒီဟာလေးတွေကဘယ်လိုမျိုးခံနိုင်ရှိတယ်ဘယ်လိုမျိုးဟိုဆွဲဆောင်မှုရှိတယ်စတဲ့အချက်လက်တွေကိုသူကအသေးစိတ်လေ့လာပြီးတော့ပြောပြသွားတာဖြစ်ပါတယ်ဆိုတော့ဒီ case study ကိုများသောအားဖြင့်ဘယ်နေရာတွေမှာသုံးလဲဆိုရင်ဒီprofessional တွေပေါ့နော် professional တွေအသုံးများတယ်ပေါ့ကိုယ့်ရဲ့အလုံးနဲ့ပတ်သက်ပြီးတော့ thesis လုပ်တဲ့အခါမှာအသုံးများတယ်ပြီးတော့ဒီဘွဲယူတဲ့အခါမှာလုံးဝကွာចောင်းသားတွေနောက်ဆုံးစာရန်ပြုစုနေရတဲ့သူတွေဒီ case study ကိုသုံးကြတယ်ဒါတော့ဒီ content writer တွေပေါ့နော်များသောအားဖြင့်သုံးတာကကြတော့ဒီ company တွေမှာအသုံးများကြတယ်ပေါ့နော် okay နောက်တစ်ခုကနေကတော့ white space ပါဒါကလည်းဒီများသောအားဖြင့်ဒီ company တွေမှာအသုံးများတယ်ဘယ်လိုမျိုး company လဲဆိုရင် medical company ရှိမယ်ဒါ technological ပေါ့နော်ဒီပညာ company တွေရှိမယ်နောက်တစ်ခုက marketing agency တွေပေါ့နော်သူတို့ရဲ့ဒီ authority ပေါ့နော်သူတို့ရဲ့လုံးဝဟာလေးတွေသူတို့ရဲ့အမိန့်အာဏာလေးတွေပေါ့နော်ပြောပြနိုင်ဖို့အတွက်လုံးဝချပြနိုင်ဖို့အတွက်ဒီ white paper လေးကိုသုံးများတယ် okay ဘယ်လိုသုံးကြလဲဆိုရင်များသောအားဖြင့်ဒီ professional တွေကတခုခုကိုဆိုရင်လုံးဝအသေးစိတ်ကြလေ့လာပြီးတော့ပေါ့နော် document တစ်ခုနဲ့လုံးဝအသေးစိတ်ကြလေ့လာပြီးတော့သူတို့ကအချင်းချင်းပြောတာနော်ဘယ်လိုမျိုးပြောလဲဆိုရင်သူက industry problem ပေါ့နော် industry problem သူတို့ရဲ့ဒီစက်မှုလုပ်ငန်းခွင်ထဲမှာရှိတဲ့ဒါအခက်အခဲတွေအကြောင်းနော်အဲ့ဒါလေးတွေကိုသူက research လုပ်တယ်လိုအပ်တာတွေကို research လုပ်တယ်ပြီးတော့ analysis ပြန်လုပ်တယ်အဲ့ဒါတွေကိုမှအထက်ကလောက်ထားတဲ့ဟာတွေမှာသူက professional ပုံစံနဲ့သူကပြန်ပြီးတော့ရေးပြတာဒါ white paper လို့ခေါ်ပါတယ်ဆိုတော့အားလုံးရှင်းမယ်လို့တော့ထင်ပါတယ်ပေါ့နော်โอเคကျွန်တော်ရှင်းပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီ press release ပေါ့နော်ဟိုဒါလည်း company တွေအကြောင်းပဲပေါ့နော် company တွေနဲ့ပတ်သက်တဲ့ဟာတွေဒီ6ကုန်ရှင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဟာတွေကတော့ကျွန်တော်မရင်းနှီးဘူးဗျဆိုတော့နံပါတ်8ကလည်းမရင်းနှီးဘူးဒါ company တွေမှာအသုံးများတယ်company ဘယ်လိုသုံးလဲဆိုရင်သူက new product သူတို့ရဲ့ထုတ်ကုန်အသစ်ကိုချပြတဲ့အခါမှာသုံးတယ်ပြီးတော့ event ပွဲတွေမှာဒီ
ဒီ partnership လုပ်တဲ့အခါတွေမှာဒီ company တွေအပြောင်းလဲလုပ်တဲ့အခါတွေမှာများသောအားဖြင့်ဒီနေရာမှာဒီ press release ကိုသုံးတယ်သူရဲ့မြင်သာထင်သာရှိမှုကတော့သူကဒါဟောပါတော့ public attention ပေါ့နော် public အများစိတ်ဝင်စားအောင်ဒါရေးသားနိုင်တာကိုရေးသားနိုင်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ number 9ကတော့အားလုံးသိကြတဲ့အတိုင်း ebook ပေါ့နော် ebook ဒါလည်း content writer တွေကရေးကြတဲ့ skill တစ်ခု okay long form ရှိတယ် digital book ရှိတယ်ဆိုတော့သူကတစ်ခါရေးမယ်ဆိုရင်လည်းပိ30ပိ50လောက်ရှိအဲ့မှာလည်းသူကရေးမဲ့အကြောင်းအရာသူကကိုက educational အတွက်ရေးမှာလားဒါမှမဟုတ် storytelling အတွက်ရေးမှာလားအဲ့လိုရေးတဲ့အခါမှာလည်းသူကဈေးဝယ်ဟောပါတော့စာဖတ်တဲ့သူတွေကိုဆွဲဆောင်နိုင်တာရှိတဲ့ပုံစံမျိုးလေးသူကရေးတယ်ဒါ ebook ဈေးကွက်ထဲမှာလုံးဝပေါက်အောင်ကွာအဲ့လိုမျိုး ebook ပုံစံလေးရေးတယ်နောက်တော့ပြင်တော့အဓိကတော့နောက်ပိုင်းမှာလူငယ်တွေဖတ်ဖို့အတွက်ရေးသားတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဆိုတော့နောက်ဆုံးနံပါတ်10ကတော့ဒီ storytelling content ပေါ့နော် storytelling content ကကြတော့ okay ဘာလဲဆိုရင်နောက်တော့ပြင်ဒီဟာလေးကအသုံးများတယ်ဒီဘက်ခင်မှာလည်းဒီ content creator တွေ content writer တွေအသုံးများဆုံးအချက်ပေါ့နော်နံပါတ်10က storytelling content ဆိုတာ तू ကဘဝရဲ့အခက်ခဲတွေဘဝသင်ခန်းစာတွေအကြောင်းပြီးတော့လူတွေရဲ့နောက်ခံရာဇဝင်တွေအကြောင်းပြီးတော့အခက်ခဲတွေအကြောင်းကိုသင်ယူခဲ့တဲ့သင်ခန်းစာတွေအကြောင်းဒါတွေကိုတော့နားလည်လွယ်တဲ့ပုံစံနဲ့ရေးသားတာကို storytelling content လို့ခေါ်ပါတယ်။ Okay ရှေ့မှာလည်းကျွန်တော်ပြောခဲ့တယ်သူက emotionally ပေါ့နော် emotional content ကိုယ့်ရဲ့စိတ်ခံစားမှုဘယ်လိုပုံစံလေးတော့ဖြစ်နေရဲအဲ့ဒါလေးတွေကိုသူက engagement နဲ့ပေါင်းဆက်ပြီးတော့ရေးသားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Okay ဆိုတော့ဒါလေးတွေကတော့ပေါ့နော် Okay platform အနေနဲ့ social media နဲ့ပတ်သက်ပြီးတော့သူပေးထားတဲ့ social media 3မျိုးကိုအသေးစိတ်ကျွန်တော်ရှင်းပြခဲ့ပါတယ်ဆိုတော့အသေးစိတ်ရှင်းပြပြီးသွားရင်ဆိုရှေ့မှာပေါ်ပိုင်းကိုကျွန်တော်ဆက်သွားမယ်ပေါ်ပိုင်းကိုဆက်သွားမယ်ဆိုရင်သူ research key ရှိတယ်ပေါ့နော် research key okay ဆော့ဆော့ကကျွန်တော်တို့ပြောတဲ့အချက်လက်တွေ content writer တရားမှာဘာတွေလိုအပ်လဲဆိုတဲ့အချက်လက်တွေကိုကျွန်တော်တစ်ချက်ချင်းပြန်ပြောသွားကြမယ်ဆိုတော့ဒါလေးပြောပြီးပြီဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုကိုရပ်နားမယ်ပေါ့နော်ဆိုတော့ပထမတစ်ချက်နေရတော့ research key ပေါ့နော် research key ရဖို့အတွက်ကျွန်တော်တို့ကဘယ်လိုမျိုးရှာဖွေမလဲနံပါတ်1ကတော့ဒီက right information ရှိရကိုပေးခြင်းတဲ့သတင်းချက်လက်ကလုံးဝ right ဖြစ်နေရမယ်ကွာတိကျနေရမယ်နောက်တစ်ခုကတော့ data ပေါ့နော်အဲ့တိကျတဲ့ data ကိုရဖို့အတွက်ကျွန်တော်တို့ကနေရာမျိုးစုံကနေကျွန်တော်တို့ရှာရမယ် data လိုက်စုတာပေါ့နော်အဲ့ data လည်းရပြီ information လည်းရပြီဆိုရင်တော့နောက်ဆုံးအချက်အနေနဲ့ကတော့ဒါစာဖတ်သူရဲ့စိတ်ဝင်စားတဲ့အချက်လက်ကိုကျွန်တော်တို့သိအောင်လုပ်ဖို့လိုမယ် okay စာဖတ်တဲ့သူရဲ့စိတ်ဝင်စားမှုအချက်လည်းသိပြီဆိုရင်တော့ကျွန်တော်တို့ research key ရတော့အားလုံးပြည့်စုံပြီပေါ့နော်ပြည့်စုံပြီဆိုတော့ကျွန်တော်စာရေးလို့ရပြီ okay အဲ့လိုမျိုးစာရေးတဲ့အခါမှာဘာတွေလိုမလဲဆိုရင် structure key ကလိုပြန်လာရော structure key ကိုရေးတဲ့အခါမှာများသောအားဖြင့်ကျွန်တော်တို့ဒါပုံမှန်အတိုင်းရေးလိုက်ကြတာများတယ်ပေါ့နော် okay စာရေးလိုက်တယ်ဒီပုံစံအတိုင်းပဲရေးလိုက်တယ်အဲ့တော့ structure ကြမရေးတဲ့အခါမှာတော့ကိုယ့်ရဲ့content ကြီးကောင်းမနေဘူးကွာအဲ့တော့ဘယ်လိုမျိုးကောင်းအောင်ရေးမလဲဆိုတော့ writing tip လေးတွေရှိပါတယ်ဆိုတော့အဲ့လိုမျိုး tip လေးတွေကနံပါတ်1အနေနဲ့ကတော့သူကအထက်ကအကြောင်းအရာကိုကျွန်တော်မပြောခင်မှာသူက simple writing ဆိုတာလည်းရှိတယ် okay simple writing လေးအကြောင်းကိုကျွန်တော်ပြောပြမယ် simple writing ဆိုတာကဘာလဲပေါ့နော် simple writing ဆိုတာကစောစောပြောတဲ့အတိုင်းကျွန်တော်တို့ရိုးရှင်းရေးခြင်းတဲ့အခါမျိုးမှာအသုံးပြုတာဖြစ်ပါတယ် okay ဘယ်လိုမျိုးလေးရိုးရှင်းရေးမလဲဆိုရင် clear headline ပေါ့နော် okay ခေါင်းစဉ်လေးကိုကျွန်တော်တို့ကရှင်းရှင်းလေးပေးထားမယ် okay ကိုယ့်ရဲ့ paragraph ကြီးဟာလုံးဝရှည်လည်းမရှည်ဘူးပေါ့နော်လုံးဝချက်ချလက်ချရိုးရှင်းလေးပဲရေးမယ်နောက်ပြီးတော့ရိုးရှင်းလေးရေးနိုင်ဖို့အတွက် use bullet point လေးသုံးမယ်ပေါ့နော်မြားလေးပါလေးထိုးတာမျိုးလေးသုံးမယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဒီ short sentence လေးသုံးမယ်ပေါ့နော် short sentence လေးသုံးမယ် okay နောက်တစ်ခုအနေနဲ့ကတော့ဒါ simple writing ပေါ့နော်ရိုးရှင်းရေးတဲ့နည်းလေးဖြစ်ပါတယ် okay နောက်တစ်ချက်အနေနဲ့ကတော့ audience ပေါ့နော် audience understanding audience ကိုနားလည်ဖို့လိုတယ်ကိုစာရေးတဲ့အခါမှာကိုရေးတဲ့စာကိုဖတ်မဲ့သူက audience ပေါ့နော်အဲ့တော့ audience ကိုနားလည်ဖို့လည်းလိုတယ် audience ကိုနားလည်ဖို့အတွက်ကျွန်တော်တို့ရဲ့ content ကိုဘယ်သူတွေအတွက်ရေးမှာလဲ okay လူငယ်တွေတက်ရေးမှာလားဒါမှမဟုတ်ရင်ကိုက
entertainment အတွက်ရေးမှာလားဒါမှမဟုတ်ကိုကပညာရေးအတွက်ကို content ကိုရေးမှာလားစာရေးသဖြင့်အဲ့လိုမျိုးကျွန်တော်တို့ဝေဖန်ပိုင်းချဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးဝေဖန်ပိုင်းချတဲ့အခါမှာလည်းစာဖတ်တဲ့သူတွေရဲ့အကြောင်းကျွန်တော်တို့သိဖို့လိုတယ်စာဖတ်တဲ့သူတွေကဘာတွေတော့ကြိုက်တယ်ဘာတွေတော့လိုအပ်တယ်ပေါ့နော်ဘာတွေတော့လိုအပ်တယ်ဘာတွေတော့ကြိုက်တယ်သူတို့ရဲ့လိုအပ်ချက်တွေသူတို့ရဲ့အကြိုက်ကိုကျွန်တော်တို့သိဖို့လိုမယ်ဆိုတော့အဲ့လိုမျိုးသိပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီ audience ကိုလည်းသိပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အဲ့ audience ကို try လုပ်ဖို့လိုတယ်ကိုရေးမဲ့ audience ဘောင်းဆောင်အတွက်တော့ဖြစ်မနေရဘူးကွာတမျိုးတည်းပဲဖြစ်နေရโอเคအဲ့တော့ specific လုပ်ဖို့လိုတယ် audience ကို try လုပ်တယ်ဥပမာထားပါတော့ငါကဒီနေရာမှာပညာရေးနဲ့ပတ်သက်ပြီးရေးမယ်ပညာရေးမှာโอเคလူငယ်တွေအတွက်ပတ်သက်တဲ့ဒီ content ပညာရေး content ကိုရေးမယ်ဆိုရင်လူငယ်တွေအတွက်ပတ်သက်တဲ့ပညာရေး content ပေါ့နော်ဒါဆိုရင်ကိုက specific လုပ်ပြီးသွားပြီလူငယ်တွေအတွက်ဆိုပြီးတော့ပညာရေး content တိတိကျကျကိုက audience သတ်မှတ်ပြီးသွားပြီကွာ audience သတ်မှတ်ပြီးသွားပြီဆိုရင်စာစရေးလို့ရတယ် structure ပုံစံကြကြနဲ့စာစရေးလို့ရတယ် okay အဲ့လိုမျိုး audience သတ်မှတ်တဲ့အခါမှာလဲ audience ရှာတဲ့အခါမှာလဲ तू ကနီး၃မျိုးလဲကျွန်တော်ဆက်ပြီးတော့မျှဝေခြင်းတယ် audience ရှာတဲ့အခါမှာ तू က who ဆိုတာကကျွန်တော်တို့ကလူကိုလိုက်ပြီးတော့အမျိုးအစားလိုက်ပြီးတော့ရွေးတာပေါ့နော် okay လူမျိုးစားလိုက်ရွေးတာအဲ့လူမျိုးစားလိုက်ရွေးတဲ့အခါမှာလဲပထမအနေနဲ့ကတော့ကျွန်တော်တို့ကဒီ age လို့ခေါ်တဲ့သူတို့ရဲ့အသက်အရွယ်အပိုင်းခြားပေါ့နော်ပြီးတော့အသက်အရွယ်အပိုင်းခြားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရွေးချယ်တယ်နောက်တစ်ခုကတော့ jobs လို့ခေါ်တဲ့သူတို့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရွေးချယ်ပြီးတော့ interest လို့ခေါ်တဲ့သူတို့ရဲ့စိတ်ဝင်စားမှုပေါ့နော် okay ကိုရေးမဲ့ audience ရဲ့စိတ်ဝင်စားမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရွေးချယ်တယ်ပြီးတော့ location okay သူကပြည်တွင်းလားပြည်ပလား okay ပြည်တွင်းမှာတောင်မှဘယ်နေရာဒေသကလဲ okay အဲ့နေရာဒေသမှာဘာတွေမျိုးထူးခြားမှုရှိလဲစရှိသဖြင့်အဲ့လိုမျိုးအချက်လေးတွေကိုresearch လုပ်ပြီးမှကျွန်တော်တို့ကနံပါတ်1ချက်ကိုနံပါတ်1အချက်နဲ့ပေါ့နော်ကျွန်တော်တို့က try လုပ်တယ် okay နံပါတ်2အချက်ကတော့ဒါ pain point ပေါ့နော်စာဖတ်သူတွေထဲမှာသူတို့ရဲ့စိတ်ထဲမှာလုံးဝအခက်အခဲလေးတွေဖြစ်နေတာမျိုးရှိတယ်ကွာ okay ဘယ်လိုမျိုးအခက်အခဲလေးတွေလဲဆိုတော့ okay ကျွန်တော်တို့ကအဲ့လိုမျိုးအခက်အခဲလေးသိဖို့တော့သူတို့မေးကြည့်မှရမယ် okay အဲ့လိုမျိုးမေးကြည့်တဲ့အခါမှာသူတို့ရဲ့အခက်အခဲလေးတွေသိရမယ်သူတို့ရဲ့မလွယ်ကူတဲ့အပိုင်းလေးတွေသိလာမယ်ပေါ့နော်သူတို့ရဲ့လိုအပ်တဲ့အပိုင်းလေးတွေသိလာမယ်အဲ့လိုမျိုးသိလာတဲ့အခါကျရင်ကျွန်တော်တို့ကသူတို့ကအချက်လက်တွေပေးထားတဲ့အချက်လက်တွေပေါ့မူတည်ပြီးတော့ကျွန်တော်တို့ကစာပြန်ရေးလို့ရတယ် okay ဥပမာမြင်သာထင်သာအောင်ရှိမယ်ပြောမယ်ဆိုရင်ကျောင်းသားတစ်ယောက်ကသူကစာလေးလာမှာအင်္ဂလိပ်စာလေးလာမှာသူကအင်္ဂလိပ်စာလေးလာမှာသူကသူ့ရဲ့ pronunciation ကြီးအရင်မကောင်းကွာအဲ့တော့သူ့ရဲ့ pronunciation improve ဖြစ်နေပြီ okay ကျွန်တော်တို့ကမေးလိုက်တဲ့အခါမှာသူ့ရဲ့ pronunciation improve မဖြစ်ဘူးimprove ကောင်းခြင်းတယ်ဆိုတော့ဒီချက်ကိုသိသွားတယ်သူက improve ကောင်းခြင်းတယ်ဆိုတော့ဒီ pain point ကိုလည်းသိပြီးသွားကြတော့ဒီ pain point ကိုနေရဆိုတော့ကျွန်တော်တို့ဒီ who ဆိုတဲ့အချက်ရအသုံးပြုပြီးတော့ကျွန်တော်တို့ကဒီ content audience try လုပ်လို့ရတယ်ပေါ့နော် audience try လုပ်ပြီးတော့ကျွန်တော်ရွေးချယ်ပြီးတော့စာစရေးလို့ရတယ်ဆိုတော့နံပါတ်3ကတော့ဒါ desire ပေါ့နော်ဒီကိုယ်စာကိုဖတ်မဲ့သူတွေရဲ့လိုချင်တာတွေပေါ့နော်သူတို့ကဘာတွေလိုချင်သူတို့ကဘာတွေ desire ရှိတယ်ဘယ်လိုမျိုးဖြစ်ချင်တာလဲကိုရေးမဲ့ audience ကိုရွေးချယ်ပြီးတော့ရေးသားမဲ့ audience တွေကသူတို့မှာဘယ်လိုမျိုး desire တွေရှိလဲဆိုတာလည်းသိထားဖို့လိုတယ် okay သူတို့ရဲ့ desire ဥပမာပေါ့နော် okay အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေတယောက်က okay အင်္ဂလိပ် fluent ဖြစ်ချင်တယ် okay အလုပ်လုပ်နေတဲ့လူတယောက်က better life ပိုကောင်းတဲ့ဘဝကိုရချင်တယ် okay ငွေရှာနေတဲ့သူတယောက်ကလည်းငွေကိုပို့ပြီးတော့ရှာချင်တယ်စိတ်တကြနေတဲ့လူတယောက်ကလည်း motivation ပို့ပြီးတော့ရချင်တယ် okay အဲ့လိုပဲစိတ်ဖီစီမှုတန်ကနေပို့ပြီးတော့လွတ်မြောက်ချင်တယ်စရှိတဲ့ပြင်ပေါ့နော်ကျောင်းသားတယောက်ကလည်းစောင်းမွေးအောင်ခြင်းနေဒီ study ticket ကိုဘယ်လိုမျိုးလေ့လာရမလဲစတဲ့သူတို့ရဲ့ design တွေလည်းသိပြီ okay စတဲ့အချက်3ချက်စလုံးသိပြီဆိုရင်ဒါ audience try လုပ်လို့ရပါပြီဒီနည်းလေးကလည်းလွယ်ပါတယ်ဒီ audience 4 try ကကြတော့အောက်မှာပြထားတဲ့ audience 4 try ကကြတော့သူကကျွန်တော်တို့ဒီ content writing ရေးသားတဲ့ပုံစံပေါ့နော်ရေးသားတဲ့အဆင့်လေးတွေကိုပြောထားဖြစ်ပါတယ် okay content writing ရေးသားတဲ့အခါမှာသူက beginner အဆင့်ရှိမယ် intermediate အဆင့်ရှိမယ် advanced အဆင့်ရှိမယ် emotional အဆင့်ရှိမယ် okay beginner အဆင့်ကတော့ကျွန်တော်တို့လူတိုင်းရေးနိုင်တယ်ရိုးရှင်းလေးနဲ့ပေါ့နော်ရိုးရှင်းစာလေးတွေအသုံးပြုတော့လူတိုင်းရေးနိုင်တယ် intermediate အဆင့်ကကြတော့သူက
နှိုင်းရှင်တာလေးတွေပါမယ်အသေးစိတ်တိတိကျကျရေးသားတာကိုပါမယ်များသောအားဖြင့်ဒါတွေကိုတော့ဒါကသူကတိတိကျကျရေးတာဆိုတော့ professional တွေရေးတာများတယ်ပေါ့နော် okay အပန်းကကြတော့သူ့မှာလည်းဘုဒ္ဓတော်တော်များများကျွယ်ဝနေတယ်သူကများများသူ့မှာ professional တခုရှိတယ်ကွာ professional တခုရှိတော့အဲ့ professional နဲ့ပတ်သက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သူကရေးသွားတာဒါကတော့ဒါ advance အဆင့်ပေါ့နော် okay emotional ကကြတော့သူကဒါတော့ဒါစီးပွားရေးလုပ်ငန်းတွေမှာအသုံးများတယ်ပေါ့နော်လူရဲ့emotional ကကြတော့သူက story and feeling ဆိုတာကဒီနေရာမှာကိုရေးသားမဲ့အကြောင်းအရာတွေပြီးတော့စိတ်ခံစားချက်တွေလူတွေရဲ့စိတ်ခံစားချက်တွေokay ဒီစာလေးကိုဖတ်ပြီးရင်တော့ဘယ်လိုမျိုးလေးခံစားသွားရမလဲဘယ်လိုမျိုးလေးတော့okay ရတာစာပေတို့ဒါတုတ္တစာပေတို့ဘုသူရရရင်လည်းရမယ် okay ဒါမှမဟုတ်လည်းရတာရရင်လည်းရမယ်ဆိုတော့ဒီလိုမျိုးပုံစံလေးပေါ့နော် emotional နဲ့ဆက်ဆက်ပြီးတော့သူရေးသွားမယ်အဲ့လိုမျိုးရေးတဲ့အခါမှာလည်းသူကsoft storytelling okay နူးနူးညံ့ညံ့လေးနဲ့ရေးသွားတာသူရဲ့ဒီ writing style ပေါ့နော်စာရေးတဲ့ style က soft storytelling ပုံစံမျိုးရေးသွားတယ်သူက content အနေနဲ့ကတော့ဒါ motivational content ပေါ့ motivational content okay emotional နဲ့ပေါင်းမယ်ဆိုရင်ဒါစိတ်ခွန်အားရစေဖို့လူတွေကိုစိတ်ခွန်အားရစေဖို့ရေးတာလားဒါမှမဟုတ်လဲအဓိကတော့လူတွေကိုဝယ်စေခြင်းအောင်လို့ရေးတာလားပေါ့နော်ဒီ emotional content အများသောအားဖြင့်ဒီစီးပွားရေးလုပ်ငန်းရှင်တွေအသုံးပြုတာများတယ်ဒါကြောင့်နောက်မှာကျွန်တော် buyer လို့ပြထားတာဖြစ်ပါတယ် okay ဒီ chat တွေလည်းသိပြီးသွားပြီ simple writing အကြောင်းလည်းသိပြီးသွားပြီဆိုတော့ကျွန်တော်အထက်ကပြောခဲ့တဲ့ host ပုံစံမျိုးလေးပြောမယ်ပေါ့နော် okay စာရေးတဲ့အခါမှာကျွန်တော်တို့က host လို့ခေါ်တဲ့အကြောင်းလဲစောစောကကျွန်တော် YouTube တွေပြောတော့ကျွန်တော်ပြောခဲ့ပြီးပြီ okay host လို့ရတယ်နောက်တစ်ခုက body လို့ရတယ်ပေါ့နော် intro လို့ရတယ် body လို့ရတယ် conclusion လို့ရတယ်ဒါကတော့အားလုံးသိပြီးသားပါ okay ကျွန်တော်တို့ဒီဆောင်းပွဲတွေပါဖြေလာတာဆိုမြန်မာစာရေးလာဆိုတော့เนาะမြန်မာစာစိုက်စာကုန်းရေးတဲ့ပုံစံမျိုးပါပဲပေါ့နော် okay host ကကြတော့လူတွေရဲ့ဒါ attention ကိုဒါရအောင်ယူတာဖြစ်ပါတယ် okay စောစောကကျွန်တော်ပြောခဲ့တယ်ပဲ okay 3 second 4 second လေးမှာလူတွေရဲ့ attention ကိုရအောင်ရေးသားနိုင်တော့ဒါ host လို့ခေါ်ပါတယ်ဒုတိယတစ်ချက်ကတော့ဒီကသူက intro ပေါ့နော် intro မှာကျတော့လူတွေရဲ့စိတ်ဝင်စားလာအောင်ကိုဒီမှာဒါအရေးကြီးတာတွေကိုပြောပြဖို့လိုရပေါ့နော်နောက်တစ်ခုကတော့ဒီ body ပေါ့နော် body မှာကျတော့ကျွန်တော်တို့ကလူတွေကိုအဓိကတော့value တစ်ခုပေးဖို့လိုတယ်ပေါ့နော်ဒီစာကိုဖတ်ပြီးရင်ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရမယ်အဲ့ကိုရေးသားတဲ့စာထဲမှာ value တစ်ခုထည့်ထားဖို့လိုမယ်နောက်တစ်ခုကတော့ဒီ conclusion ပေါ့နော် conclusion မှာဆိုရင်စောစောကပြောဆိုပဲနောက်ဆုံးမှာဒီကုန်းချုပ်နေနဲ့ဒါ call to action လောက်တာမျိုးပါ call to action ကကြတော့ရှေ့မှာပြောခဲ့ပြီးပြီပေါ့နော် call to action လောက်ပုံသုံးနည်းလေးရှေ့မှာပြောခဲ့ပြီးပြီဆိုတော့နောက်ဆုံးကျန်တာကတော့ဒီ tone and style ပေါ့နော် tone and style ပဲရှိတော့တယ် tone and style ကကြတော့ tone ဆိုတာကကြတော့စာရေးတဲ့အခါမှာသူကဒီစာလေးကိုဖတ်လိုက်တဲ့အခါမှာဘယ်လိုမျိုးပုံစံလေးတွေခံစားသွားခြင်းလဲပေါ့နော်ဘယ်လိုမျိုးပုံစံလေးတွေရစေခြင်းလဲဆိုတာကိုဒါ tone လို့ခေါ်တာဖြစ်ပါတယ် style ကကြတော့ကျွန်တော်တို့စာရေးတဲ့ style ကအမျိုးမျိုးအသုံးပြုလို့ရပါတယ်ကိုယ့်ရဲ့ structure ကြရေးလို့ရပါတယ်ဆိုတော့ okay tone နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ကြည့်မယ်ပေါ့နော် tone မှာဆိုရင် तू က10မျိုးရှိတယ်ပေါ့နော်10မျိုးရှိတယ် okay friendly tone ဆိုတာကတော့ तू ကကိုယ့်ရဲ့စာလေးတွေကိုဖတ်လိုက်တဲ့အခါမှာလုံးဝတကယ်ချင်းတယောက်လိုမျိုးပဲကွာလုံးဝရေးထားသလိုမျိုးခံစားရတယ်အဲ့လိုမျိုးစာတွေကိုတော့ तू က friendly tone နဲ့ရေးထားတာဖြစ်ပါတယ် okay ဥပမာမြင်သာထင်သာရှိမယ်ပြောရမယ်ဆိုရင် line ပေါ်မှာဒီတော်တော်များများရေးထားတာကွာလုံးဝအကြံပြုတဲ့စာလေးအဲ့ဒါကိုတော့ဒီ friendly tone ပုံစံမျိုးနဲ့ရေးထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ professional tone ပေါ့အဲ့မှာ professional tone မှာဆိုရင် तू ကformal ပုံစံမျိုးရေးထားတယ်အဓိကတော့သူ့ရဲ့ professional ဆိုင်ရာဒီနဲ့ပတ်သက်ပြီးတော့ तू က style ကြရေးထားတယ်ပေါ့နော်များသောပြန်ဒါပြောရမယ်ဆို business style ပေါ့ okay motivational tone ကကြတော့သူကလူတယောက်ကိုအားပေးနေတဲ့ပုံစံကွာစကလုံးတွေကိုအဓိက strong ဖြစ်တဲ့စကလုံးတွေကိုအသုံးပြုပြီးလူတယောက်ကအားပေးနေတဲ့ပုံစံရေးသားတာဒါ motivational tone လို့ခေါ်တယ် educational tone ကကြတော့ကိုပေးခြင်းတဲ့ message က clear လေးဖြစ်ရမယ်ပြီးတော့ကိုရေးထားတဲ့ပုံစံက structure ကြလည်းရှင်းရမယ် okay အဲ့တော့လူတယောက်ကိုဒါသင်ပြနေတဲ့ပုံစံကိုရေးသားတာတော့ဒါ educational tone နဲ့ရေးသားထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါ funny tone ပေါ့နော် funny tone တို့ရေးသားတဲ့အခါမှာကိုက yours
ဟာတာလီနှောပြီးတော့ရေးသားထားတာကို funny tone လို့ခေါ်ပါတယ် emotional tone ကကြတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေဟိုပေါ့နော်စိတ်ခံစားချက်တွေပြီးတော့ခံစားချက်တွေနဲ့တိတိမိမိရေးသားနိုင်တာကိုတော့ emotional tone လို့ခေါ်ပါတယ်เนาะနောက်တစ်ခုကတော့ဒါ direct tone ပေါ့ okay ဓာတ်ရိုက်ပြောတာပေါ့နော်အပိုစကားလုံးတွေမပါဘဲနဲ့ဓာတ်ရိုက်ပြောတာစာရေးပြီးပြောတာကိုဒါကတော့ direct tone နဲ့ရေးသားထားတာဖြစ်ပါတယ် okay say tone ဆိုတာကတော့နောက်တော့ပြင်ဒီအကျိုးကျေးဇူးဒါလေးလုံးလိုက်ရင်ဒီလိုမျိုးအကျိုးကျေးဇူးလေးရှိမယ်ဆိုပြီးတော့ဒီပစ္စည်းတစ်ခုခုကိုရောင်းချခြင်းတဲ့အခါမှာရေးသားတာမျိုးကိုတော့ဒါ say tone လို့ခေါ်ပါတယ်ဆိုတော့အားလုံးလည်းဒီဗီဒီယိုလေးကနေပတ်သက်ပြီးတော့ဒီ content writing မှာလုံးဝပြည့်စုံမဟုတ်ရင်တောင်မှ content writing ရဲ့တစ်စိတ်တစ်ပိုင်းလောက်ကတော့သိသွားကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီလိုမျိုးဟာလေးတွေကိုကျွန်တော်အနေနဲ့ကတော့ကျွန်တော်နေ့စဉ်နေ့တိုင်းကျွန်တော်မျှဝေဖို့ကျွန်တော်စိတ်ကူးထားပါတယ်ပေါ့နော်ဆိုတော့မျှဝေနေအောင်လည်းကျွန်တော်စူးစမ်းပါမယ်ဆိုတော့ကျွန်တော်ရဲ့မျှဝေမှုလေးတွေကိုနှစ်သက်တယ်ဆိုရင်တော့ဒီကျွန်တော်ရဲ့ဒီ Facebook page Ryan Yami Facebook page ကိုလည်းဒါ like and follow လုပ်ထားပေးပါဆိုတော့ကျွန်တော်လေးလာပုံလေးတွေကိုကျွန်တော်အမြဲတမ်းဒီ page လေးမှာတင်သွားမှာဖြစ်ပါတယ်ဆိုတော့နောက်မျှဝေမှုလေးမှာအားလုံးပဲပြန်တွေ့ကြပါမယ်ဒီဗီဒီယိုလေးကဒီမျှဝေမှုလေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးရဲ့အောက်မှာ comment မှာအကျိုးရှိတယ်ဆိုတဲ့အကြောင်းလေးရေးသွားပေးပါဆိုတော့ဗီဒီယိုလေးကိုအခုအဆုံးသတ်ပါတော့မယ်အားလုံးပဲနောက်မျှဝေမှုလေးမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်ပါ